DMD တော့များရဲ့ချစ်တယ်မှုအပိုင်းနဲ့လာပါပြီဒီအတွဲကတော့သူဟာသူ့မယားကိုဆိုအယံယူဆိုင်တာစားကောင်းတော့ကောင်းများတွေ့ပြီဆိုရင်မယားကိုအရင်ထည့်ပေးတော့တာပဲစားစေချင်တာကိုစားခိုင်းမှာပေါ့မယားကိုစားချင်တာတွေကြွေးပြီးရင်သူစားချင်တာတွေစားမှာလीအစားတော့ပြောတာနော်သူ့ရဲ့ဂယူးဆိုင်မှုကတော့ဘဲသွားတစ်ရှူးဆောင်ထားတာချွေးတုပ်ပေးရတာနဲ့နှုတ်ခမ်းတုပ်ပေးရတာနဲ့ထိုင်ခုံယူပေးရတာနဲ့အယမ်းလုပ်ပေးတာရေဘူးဆိုရင်လည်းအဖုံးဖွင့်တင်းမှသူ့မယားကိုပေးရမယားကဇက်ကြောတိုင်ရင်လည်းအမနဲ့နှိပ်ပေးလိရှိတယ်အဲ့လောက်ထိချက်တာမောင်နေမကောင်းမှုလည်းဘယ်သူတွေအားရှောင်လိုက်လည်းမသိဘူးဒီတွဲကတော့မောင်ကသူ့ကိုဆိုရင်အယမ်းဂယူးဆိုင်တာအချိုအေပိုက်ကအစာဖောက်ဖေးတာမောင်လေးဟာအယမ်းတဝန်တိုတတ်ပါတယ်ခါလေးပေါ်နေရင်ကိုမရပါဘူးသူ့ကိုပခုံးအပေါ်ဘသူမှလက်တင်လို့မရပါဘူးသူဥတိုပါတယ်မောင်လေးကသူ့ကိုဆိုအမြဲကျူးလေးရှိပါတယ်ဘလို့တွေကျူးလဲဆိုရင်သူမွေးလာတဲ့နေ့ကစပြီးသူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုကသူ့ကိုရဲ့နှလုံးသားကိုရယူလိုက်တာပဲတဲ့အဲ့လောက်ထိကျူးတာကျူးမှပေါ့လေသူ့ကိုကအယမ်းကိုချစ်စရာကောင်းတာကိုအကြောင်းကုန်စာပြနေတာကျန်တဲ့အသွဲတွေကိုနောက်ပိုင်းမှာတင်ပေးပါမယ်နော်ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်မာမီအ